Hi guys အားလုံးပဲမင်္ဂလာပါယူရီကဒီနေ့မှာယူရီကိုပေါ့နော် AO234 ဆိုတာပါလေ AO234 ဆိုတာဘယ်လိုလုပ်ရတာလဲပြီးတော့ AO234 ဆိုတာကအလေးအများတစ်ခုလားဆိုပြီးတော့မှလာအမင်းနေကြတဲ့လူအများကြီးယူရီရဲ့ချက်ပေါက်ပဲရှိရပေါ့နော်အဲ့ဒါကိုယူရီကဒီနေ့မှာတခြားအသေးစိတ်လေးပြောပြသွားပါမယ်ရှင်ယူရီတို့ရဲ့ AO234 ဆိုတာကတော့ game website လေးတစ်ခုပေါ့နော်အမှ AO234 မှာဆိုလို့ရှိရင်ကိုယ်တိုင် game ကစားရှင်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်ကြော်ညာပေးရှင်လို့ပဲဖြစ်ဖြစ်အဖွဲ့ဝင်တွေခေါ်ပေးရှင်လို့ပဲဖြစ်ဖြစ်ပါဝင်လို့ရတယ်နော်ယူရီတို့ဒီမှာဆိုလို့ရှိရင်ကိုယ်တိုင်ဗီဒီယိုရိုက်ပြီးတော့မှကြော်ညာပေးတဲ့လူတွေကြတော့တစ်ရက်ကို3ပုတ်ရိုက်ရပါတယ်အဲ့3ပုတ်ကိုအဲ့ဒီဗီဒီယို3ပုတ်ကို YouTube Facebook TikTok Instagram ကြိုက်တဲ့ platform 4ခုထဲက3ခုကို3နေရာကိုရွေးပြီးတော့မှတင်ပေးရမှာပါရှင်အခါကျရင်ယူရီတို့ကတရက်စာဗီဒီယိုကိုပို့ဖြစ်သွားပါမယ်ပြီးလို့ရှိရင်ယူရီတို့ရဲ့ဗီဒီယိုတင်ကတရက်စာ2000ရပါတယ်နောက်တစ်ခုကကြတော့ယူရီတို့ရဲ့တငယ်ချင်းတွေကိုအဖွဲ့ထဲခေါ်ထည့်ပေးပြီးတော့ကိုထဲခေါ်ထည့်တဲ့လူကဗီဒီယိုရိုက်ပြီးတော့တင်ပေးတယ်ဆိုလို့ရှိရင်ကြော်ညာပေးတယ်ဆိုလို့ရှိရင်တရက်ကို9000ထည့်ရပါတယ်ရှင်ပြီးတော့ AO234 မှာပါဝင်ပြီးတော့မှာဂိမ်းအကောင့်အသစ်ဖွင့်တဲ့လူတွေအတွက်ပထမတွင်းငွေ200ရာခိုင်နှုန်းbonus အပူ bonus ပေးထားပါတယ်เนาะပြီးတော့ AO234 မှာဆိုလို့ရှိရင် AO234 ကိုအိမ်မှာနေရင်အိမ်မှာနေရတဲ့မိခင်တွေကျောင်းသူကျောင်းသားရုံးဝင်ထမ်းတွေကအပေါ်ဝင်ရရှိရှင်နေဆိုလို့ရှိရင် AO234 ကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင် AO234 ကဆိုလို့ရှိရင်စူးစမ်းရှင်စိတ်ရှိတဲ့လူတွေအားလုံးအတွက်အခွင့်အရေးတွေအများကြီးပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ AO234 ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် AO234 ကိုရဲ့အသေးစိတ်အချက်လက်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ယူရီကိုအနေနဲ့စင်လေမင်းမြတ်နိုင်တယ်လို့ယူရီရဲ့ comment မှာချထားပေးတဲ့ link ကနေတစင်လေဝင်ရောက်လေ့လာနိုင်ပါတယ်ပြီးတော့ယူရီပြပြမယ်နော် AO234 ကယူရီကိုယ်တိုင်လည်းလက်တွဲနေတာဖြစ်တဲ့အတွက်ကြောင့်လုံးဝအလေးအများမဟုတ်ပါဘူးရှင် AO234 ကိုစိတ်ကြယုံကြည်စွာနဲ့လက်တွဲနိုင်ပါတယ်ရှင်အားလုံးပဲဘိုင်